ဟုတ်ကဲ့မမင်္ဂလာပါ။ဘာလို့လဲသိကြတယ်မသိ။ ဟိုကလေဘယ်လိုပြောလူငယ်ဆန်တဲ့တဲကလေလေဆွဲလေးပြပေးပါလား ဟုတ်ကဲ့ရှင်။ဟိုလေဆွဲလေးကဆိုလို့ရှိရင်တော့ဒီကျိုးလေးရှိနေရှင်။ဒါလေးရတော့ဒီပထမအသေးရောက်ထားတဲ့ဟာလေးပါရှင်ဟောင်းမ။ အလေကောင်းလေးရဟာလို့ပြ ဟုတ်ကဲ့ရှင်မဟုတ်။ဒါလေးရှိရှင်မ။ ဒီဆွဲချက်လေးကအရန်လာတာပဲ ဟုတ်ကဲ့ เนาะ ရှင်ဟုတ် ဈေးလေးကလည်းမစိုးဘူးပဲဒါပေမဲ့မမဟိုတလောတော့ဘန်ကောက်သွားတော့လေသူတို့မှဒီလိုပုံစံမျိုးပဲဈေးကတော့ကွာနေတယ်လို့ပဲเนาะမမအောင်ကြိုက်လို့တပုံရိမ့်တာတည်ရဲ့ အဲ့ဒါလေးကလေလက်စိန်ဖြစ်မဲ့တင်နေရှင်မသူကလေတဘာဝစိန်ထက်ပူတောက်ပကျင်တောက်ပနိုင်တယ်ဒါပေမဲ့တဘာဝစိန်တော့ဈေးမကြီးဘူးပေါ့နော်ဒါလေးကကျတော့တဘာဝစိန်နဲ့လောက်ထားဆိုတော့ဒါဈေးပူပေးရပါရှင်ဟုတ်ကဲ့ရှင် လက်စိန်ဟုတ်လား ဟုတ်ကဲ့ရှင် အဲ့ဒါကွာချသေးရလားစိန်ရောဘယ်နှမျိုးရှိရလဲ အော်မစိန်မာလေးသူကလက်စိန်နဲ့တဘာဝစိန်ဆိုပြီး꿰သေးရရှင်lab ground diamond လေးကကျတော့ဈေးသက်တာပြီးတော့ပေါ့နော်ဒီတဘာဝစိန်ကျတော့ဈေးပူကြီးပြီးတော့ချိန်နဲ့မြပူပြီးတော့တန်မိုးရှိပါရှင်ဟုတ် အော်စိတ်ဝင်စားကြရပဲ ဟုတ်ကဲ့ရှင် အဲ့ဒါအသေးစိတ်သိချင်လို့မမရှင်းပြပေးပါ ဟုတ်ကဲ့ရှင်မမသိချင်တယ်ဆိုလို့ရှိရင်တော့ဒီ channel စီမှာမမဟိုစိန်နဲ့ပတ်သက်တဲ့ဟာလေးကိုစုံစမ်းမေးမြန်းလို့ရပါတယ်ရှင်ဒီထဲကညီမလေးထက်ပို့ပြီးမမကိုပြည့်ပြည့်စုံစုံနဲ့ရှင်းပြပါလိမ့်မယ် ဟုတ်ပြီအဲ့ဆိုလို့ရှိရင်မမနန်းစီမဲ့တောင်း ဟုတ် လိုက် ကဲ့ပါ တော့ ရှင်ဟုတ် ကျေးဇူးပါ ကျေးဇူး နော် တင်ပါတယ်မဟုတ် ဒီရှင်တန်းပြောရဲစိန်အကြောင်းဘ ഹു တုတတွေကိုနားထောင်ရင်စုငွေ10သိန်းရရှိနိုင်မဲ့အခွင့်အရေးလာပါပြီနော်ဒါလေးကတော့ဒီရှင်တန်းကစိန်နဲ့ပတ်သက်တဲ့ဘ ഹു တုတလေ့လာမှတ်သားစရာတွေကိုဇန်နဝါရီလ9ရက်နေ့ကနေစတင်ပြီးတော့အပတ်စဉ်တနင်္ဂနွေနေ့ည8:15တိုင်း Fortune TV မှာမျှဝေပေးသွားမှာပဲဖြစ်ပါတယ်အပိုင်း9ပိုင်းထုတ်လွှင့်အပြီးမှာတော့ဒီအစီအစဉ်ကိုအစအဆုံးကြည့်ရှုသူပရိသတ်တွေအတွက်ပြိုင်ပွဲလေးတစ်ခုပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီပြိုင်ပွဲကတော့ဒီ channel မျှဝေပေးသွားတဲ့အပိုင်း9ပိုင်းတွေကစိန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပရိသတ်တွေကကိုယ်တိုင်ကိုယ်ကျလာရောက်ဖြည့်ဆို့ရမှာပဲဖြစ်ပါတယ်မိကုအားလုံးဖြည့်ဆို့နိုင်ဖို့အတွက်ဒီ channel ပြောတဲ့အစီအကြောင်းအပိုင်း9ပိုင်းလုံးကိုအစအဆုံးကြည့်ရှုဖို့ကိုတော့တိုက်တွန်းချင်ပါတယ်ရှင်မိကုအားလုံးဖြည့်ဆို့နိုင်ပြီးတော့ဝင်းနာရရှိသူတဦးကတော့စုငွေ10သိန်းကိုထိုက်ထိုက်တန်တန်စုကူးနိုင်မှာပဲဖြစ်ပါတယ်ဒီစီစဉ်လေးကိုစိတ်ဝင်စားကြည့်ရှုပြီးတော့ဒီ channel နဲ့အတူမိကွန်းလေးတွေကိုကိုယ်တိုင်ကိုယ်ကျဖြည့်ဆို့ပြီးတော့စုငွေ10သိန်းစုကူးဖို့အတွက်ကိုဖုန်းနံပါတ်39999939399999ကိုဆက်သွယ်ပြီးတော့ဒီပြိုင်ပွဲလေးမှာပါဝင်ဖို့အခုပဲစာရင်းပေးသွင်းနိုင်ပါတယ်လူဦးရေအကက်အသက်ရှိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အမြန်ဆုံးစာရင်းပေးသွင်းဖို့ကိုလည်းတိုက်တွန်းချင်ပါတယ်ရှင်စိန်အကြောင်းတွေလေ့လာရင်စုငွေ10သိန်းရယူဖို့ဒီအစီအစဉ်ကိုအဆုံးထိကြည့်ကြပါစို့ တချို့စိန်ကြီးကလေဘယ်နှမျိုးအောင်ရှိရလဲ စိန်နေကတော့တချို့တို့ကတဘာဝတွင်ထွက်စိန်တစ်မျိုးတည်းကိုပဲစိန်လို့သတ်မှတ်တာဖြစ်တဲ့အတွက် natural diamond တစ်မျိုးတည်းပဲစိန်လို့သတ်မှတ်တယ်ဒါပေမဲ့အခုနောက်ပိုင်းတော့အတူပါလောက်ကြတဲ့စိန်တွေတော့အများကြီးရှိတာပေါ့နော် lab grown diamond moissanite cubic zirconia လို့ခေါ်တဲ့စီစက်စသဖြင့်တော့စိန်ကိုတူပါထားတဲ့စိန်အတွေ့တွေတော့အများကြီးရှိပါတယ် အဲ့လက်စိန်နေရလေတကယ်တော့တမိုးရှိလို့လားတစ်ချက် man made diamond ဆိုတာလေးကိုအရင်ပြောပြမယ် man made diamond ဆိုတာကလူလုံးတဲ့စိန်မှန်သမျှကိုတချို့က man made diamond လို့ခေါ်တယ်တချို့တို့ quality နှိမ့်နဲ့cubic zirconia လို့ခေါ်တဲ့စီစက်စိန်တွေကနေစပြီးတော့သူ့ထက်နည်းနည်းမြင့်တဲ့ moissanite စိန်ရှိတယ်ပြီးတော့တချို့တို့ lab grown diamond ထိရှိတယ်အဲ့တော့အဲ့ဒီပုံမှာမို့တည်ပြီးတော့အတန်မိုးကတော့အများကြီးကွဲသွားတယ်ဥပမာစီစက်စိန်တွေဆိုလို့ရှိရင်တပွင့်ကိုမှထောင်ကနန်းမဲ့ရှိတာမြန်မာချက်ဝင်နဲ့ထောင်ကနန်းမဲ့ရှိတယ်ပေါ့နော်မွာစနိုက်စိန်တွေဆိုလို့ရှိရင်တချို့တို့တောင်းကနန်းကနေသိန်းကနန်းတွေထိရှိတယ်ဆိုတော့သူ့ရဲ့ current weight ပေါ်တော့မူတည်တာပေါ့ lab grown diamond ကသူ့ရဲ့ size ပေါ်မူတည်ပြီးတော့ဒေါ်လာရာကနန်းကနေထောင်ကနန်းထိတော့ရှိတတ်ပါတယ်တခါလေကြာရင်တချို့ size ကြီးတဲ့ lab grown diamond ပေါ့နော် color line မြင့်တဲ့ lab grown diamond တွေဆိုလို့ရှိရင်ဒေါ်လာထောင်ကြီးပိုင်းထိရှိတတ်တယ် အဲ့လက်စိန်နေရလေဘယ်နိုင်ငံတွေမှာအများဆုံးထွက်တာလဲ lab grown diamond ကိုထုတ်လုပ်တာကတော့ China ရှိတယ်နောက်တစ်ခုကကြတော့တချို့တို့ US ရှိတယ် Singapore ရှိတယ် Russia ရှိတယ် India ရှိတယ်အဲ့နိုင်ငံတွေကတော့အများဆုံး lab grown diamond ထုတ်လုပ်တဲ့နိုင်ငံတွေပါ စိန်အစ်စ်နဲ့အတူရောဘယ်လိုခွဲခြားလို့ရလဲ ပထမဆုံးနံပါတ်1ချက်စစ်ကြည့်ခြင်းနဲ့ဆိုရင်မာကျောမှုအဆင့်ကိုစစ်ကြည့်လို့ရတယ်စိန်ကမာကျောမှုအဆင့်အမြင့်ဆုံးလို့ပြောကြတယ်အဲ့ဒီအတွက်ကြောင့်မလို့တချို့တို့ကမှန်တစ်ချက်ကိုယူလိုက်မှန်တစ်ချက်ကိုယူလိုက်ပြီးရင်စစ်ချင်တဲ့စိန်ကိုအဲ့ဒီမှန်ကိုဖိပြီးတော့ချစ်ပြီးဆွဲကြည့်လိုက်အကယ်၍စိန်ရဲ့မျက်နှာပြင်ပေါ်မှာအစိမ်းချောင်းထင်သွားခဲ့တယ်ဆိုလို့ရှိရင်ဒီစိန်ဒီမှန်တဲ့ဇာတူဘဲမာကျောမှုရှိတယ်ဒါမှမဟုတ်ရင်မှန်လောက်တောင်မာကျောမှုမရှိဘူးဖြစ်တဲ့အတွက်သူ့ဒီစိန်ဘလို့မှမဖြစ်နိုင်ဘူးစိန်ရဲ့မျက်နှာပြင်ပေါ်မှာအစိမ်းချောင်းလုံးဝမထင်ဘူးမှန်မှာပဲအစိမ်းချောင်းထင်တယ်ဆိုရင်တော့အဲ့ဒါဒီစိန်အစ်စ်ဖြစ်နိုင်တယ်လို့ပဲပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ moissanite ဒီစိန်ကမာကျောမှုအဆင့်10ရှိတယ်
moissanite ကမာကျော်မှုအဆင့် 9.5 ရှိနေတယ်အဲ့ဒါကြောင့်မလို့စိတ်နီးပါးမာကျော်မှုအဆင့်မြင့်တဲ့အတွက်အဲ့ဒီနီးနဲ့စစ်လို့မရဘူးအဲ့တော့တခြားတော့ဘာလုပ်လို့ရလဲဆိုတော့အာငွေ့ရိုက်တဲ့နီးနဲ့လည်းစစ်လို့ရတယ်အာငွေ့ရိုက်တဲ့နီးဆိုတာကတခြားတို့တွေစောင်းနှင်းတို့ဘာလို့မနှက်ခင်းအစောကြီးကြည့်လိုက်လို့ရှင်မှန်နေမှာရင်ငွေ့တွေရိုက်နေတာကိုသတိထားမိမှာပေါ့ဟုတ်တယ်နော်အဲ့ရင်ငွေ့တွေကလေတစ်ခါလေကျတုတ်လိုက်လေပြန်ပြီးတော့တက်လာတတ်တယ်အဲ့ဒါဘာလဲဆိုတော့အတွင်းနဲ့အပြင်အပူချိန်မှာမျှတဲ့အခါမျိုးမှာဖြစ်လာတာအဲ့တော့စိန်ကိုတီချာတို့အာငွေ့ရိုက်ကြည့်လိုက်ဟာဆိုပြီးတော့အာငွေ့ရိုက်ကြည့်လိုက်အာငွေ့ရိုက်ကြည့်လိုက်လို့ရှိရင်စိန်ရဲ့မျက်နှာပြင်မှာခုနကလိုရင်ငွေ့ရိုက်တယ်လို့မျိုးဖြစ်သွားလိမ့်မယ်နည်းနည်းဝါးသွားလိမ့်မယ်ခဏချင်းပြန်ပြောက်သွားရင်အဲ့ဒါစိန်အစ်စ်ဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့စိန်ဒီလောက်အပူချိန်အပြောင်းလဲကိုသူကမမှုအကယ်၍ခုနကလိုရင်ငွေ့ရိုက်တဲ့ဟာကြီးဒီအကြာကြီးဖြစ်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒါဒီစိန်အစ်စ်မဟုတ်ဘူးနောက်တစ်ချက်ကကြတော့တချို့တို့ဘာလို့ကြည့်လို့ရလဲဆိုတော့ဖန်ခွက်လေးပေါ့နော်ဖန်ခွက်လေးနှလုံးထားလိုက်ရေကိုထည့်ထားလိုက်ပြီးရင်အဲ့ဒီစိန်နှစ်ခုကိုတချို့တို့ဇာကနာလေးနဲ့ကင်လိုက်လက်နဲ့တော့သွားမကင်နဲ့တချို့တို့အဲ့ဒီဇာကနာထိတ်ကလေးတွေမဲလာတဲ့အထိမီးရှို့လိုက်မဲလာတဲ့အထိမီးရှို့လိုက်ရင်ဆိုလိုချင်တာစိန်အရန်ပူလာပြီအရန်ပူလာပြီအဲ့ဒီအချိန်မှာအရန်ပူသွားပြီဆိုတဲ့အချိန်ရောက်တော့မှစိန်ကိုရေဖန်ခွက်ထဲရအောင်လွှတ်ချကြည့်လိုက်ရင်တချို့တို့တကယ်စိန်အစ်စ်ကအဲ့ဒီခုနကတော့လိုမီးအရန်ပူနေတဲ့အချိန်ရေအေးတဲ့ပြစ်ချလဲသူ့ကိုပြန်ကြည့်လိုက်လို့ရှိရင်သူ့ဒီအထဲမှာအဲ့ရကွဲရလုံးဝမရှိဘူးသူကအပူချိန်တောင်းလဲမှုတံကိုခံနိုင်လို့ဒါပေမဲ့ခုနကတော့လိုတန်မိုးနေတဲ့စိန်အတူကြတော့အဲ့ဒါကိုထုတ်ပြီးကြည့်လိုက်ရင်စိန်ရဲ့အတွင်းပိုင်းမှာကြေသွားတယ်ကွဲရတွေဖြစ်လာတယ်အဲ့ရတွေဖြစ်လာတယ်တချို့အပူချိန်အရန်ပေးတဲ့အချိန်များသွားပြီးတော့အောက်ကရေအရန်အေးနေတချို့စိန်ကကွဲထွက်သွားတယ်ဆိုတော့ဒါတချို့တို့စိန်အတုနဲ့အစ်စ်ကိုခွဲတဲ့နီးပေါ့ဒါပေမဲ့အဲ့ဒါကိုတရသေးမှတ်လို့တော့မရဘူးတန်မိုးမြင့်တဲ့စိန်အတုတွေကြတော့လေနီးပညာမြင့်လာတဲ့အတွက်ကြောင့်မလို့တာမန်မျက်လုံးနဲ့ခွဲလို့မရဘူးတာမန်နီးပညာနဲ့ခွဲလို့တော့မရတော့ဘူးအဲ့ဆိုဒီချက်အဲ့ဒါလေးကိုဆက်လေးနဲ့လည်းပဲစမ်းပြပေးမယ်Lady Grace promises for your elegance ချက်သေးရှိတဲ့လှပမှုတွေအတွက် Lady Grace Diamond Land ဒါလေးကတော့ GIA certificate ပါတဲ့စိန်မွေလေးရဲ့ garter line လို့ခေါ်တဲ့ gabber line လေးမှာဒီစိန်ရဲ့ report number လေးထိုးထားတာလေးကိုပြထားပေးတာအဲ့မှာက GIA ဆိုတဲ့စလုံးလေးရဲ့ပြီးလို့ရှိရင်အနောက်မှာသူ့ရဲ့ report number 10လုံးလေးရဲ့ကိုတွေ့ရလိမ့်မယ်ဒါလေးက natural diamond မှာတွေ့ရတဲ့ gabber line number လေးပါအခုဒီမှာလေးကလေကြည့်လိုက်လို့ရှိရင်ဒီမှာ GIA ဆိုတဲ့စကားလုံးလေးရဲ့အနောက်မှာဝတ်စုံနှလုံးပေါက်လို့လေးမြင်နေရတာအဲ့ဒါလေးကတကယ်အသေးချာချင်း LG ဆိုတဲ့စကားလုံးလေး GIA LG ဆိုတဲ့စကားလုံးလေး LG ဆိုတာက lab grown diamond ကိုကိုစားပြုတာအဲ့တော့ဒီဟာကိုဒါကအစာပေါင်းများစွာချဲတဲ့မှန်ပြောင်းတဲ့လေဆာကုတ်နံပါတ်လေးကိုဖတ်ကြည့်ရင်းနဲ့လည်းပဲ DGIA ဒီ lab grown diamond ဟုတ်မဟုတ်ကိုလည်းပဲတကယ်လို့အလွယ်တကူကြည့်လို့ရတယ်နောက်တစ်ခုကလေအဲ့ဒီစိန်ပေါ်မှာပဲအဲ့ဒီကပတ်လိုင်းမှာတခြားတစ်ဖက်နောက်တနေရာလေးမှာ laboratory grown diamond သာဖြစ်ခဲ့ရင် laboratory grown ဆိုတဲ့စာသားကို GIA ကတခါတည်းစင်နဲ့ထည့်ပေးထားတယ်ကိုတွေ့ရပါတယ် IGI certificate မှာလည်းဒီလိုပါပဲသူက lab grown diamond ဆိုလို့ရှိရင်ကုတ်နံပါတ်ခဏလေးတွေအရှိမှာ IGI LG ဆိုပြီးတော့ပါပါတယ်ဒါဆိုလို့ရှိရင် GIA ရဲ့ lab grown diamond ရဲ့ CZ ရဲ့ moissanite ရဲ့ထည့်ထားတာလေအဲ့တော့ဒါလေးကိုခုစစ်ပြမယ်နော်
စိန်အစ်စ်ကအပြောင်တောက်တောက်လေးပေါ်ပြီးတော့ lab grown diamond ကဒီလိုမျိုးအစိမ်းရောင်တောက်တောက်ဒါမှမဟုတ်လို့ရှိရင်တစ်ခါလေလိမ္မော်ရောင်တစ်ခါလေကြာရင်အနီရောင်တွေပေါ်တတ်တယ်ဒါတွေကတော့ moissanite နဲ့စီဆက်တွေ moissanite နဲ့စီဆက်ကတော့အမဲရောင်နဲ့အစိမ်းရောင်တွေပေါ်ပါတယ်ဒီလိုမျိုး dietro လို့ဆက်အကြီးတွေနဲ့ဆန်းလိုက်ရင်တော့အရောင်ကတိတိတသားကွာခြားသွားတတ်ပါတယ် တချို့တခွဲကန်းတွေက certificate ထုတ်ပြီးရဲ့အခါကျလို့ရှိရင်စိန်အတုတွေရော certificate ထုတ်ပြီးရဲ့ဆိုအတုနဲ့စစ်ကောဘယ်လိုခွဲခြားလို့ရလဲ အမှန်မှန်စိန်အတုပါလို့ပဲ certificate ထုတ်ပေးတာအတုကိုအစ်စ်ပါလို့ certificate ထုတ်ပေးတာမဟုတ်ဘူးဘာနဲ့တူလဲဆိုတော့ကွာဟိုဒီတခွဲကန်းတွေကလာသမျှစိန်တွေအကုန်လုံးကို तू ကစစ်ချက်ထုတ်ပေးရမယ်တောင်းသူ့မှာရှိတယ်တခြားတော့ငယ်ငယ်တုန်းကလိုပဲပေါ့စာမဝတ်ဖြည့်တဲ့ចောင်းသားတိုင်းကြားတဲ့ចောင်းသားလဲ report ကတ်ရတာပဲအောင်တဲ့ចောင်းသားလဲ report ကတ်ရတာပဲဒါပေမဲ့ report ကတ်ထဲမှာဒီចောင်းသားဒီအောင်တယ်ဒီចောင်းသားဒီကြားတယ်တယောက်နဲ့တယောက်ကတူတာမဟုတ်ဘူးအဲ့လိုပဲဓာတ်ခွဲခန်းရဲ့စစ်ချက် certificate တွေမှာလည်းပဲဒီစိန်ဒီ natural diamond မှာဒီစိန်ဒီ lab grown diamond မှာဆိုပြီးတော့ပါပြီးသားအဲ့တော့အဲ့ဒါလေးကိုဖတ်တတ်ရင်ကိုပို့ပြီးတော့လွယ်တယ် အဲ့ဆိုရင်လေမမနောက်ပိုင်းမှာနီးပညာမြင့်လာတဲ့ခါမှာဒီ lab grown diamond တွေကစိန်အစစ်နဲ့လုံးဝခွဲခြားလို့မရအောင်တူနေဆိုလို့ရှိရင်ရောဘယ်လိုဖြစ်နေလိုက်လဲ အတုအပလောက်တဲ့နည်းပညာမြင့်လာတယ်လို့ပဲဒီအတုအပကိုခွဲခြားတဲ့နည်းပညာလည်းလိုက်မြင့်နေအောင်မှာပဲအတုဒီအစစ်နဲ့လုံးဝခွဲမရဘူးဆိုတော့အဆင့်ကတော့မရောက်လာဘူးလို့တော့ထင်တယ် အခုမှပဲမမရှင်းပြရဲ့စိန်နေကြအောင်တိတိကျကျသိရတော့လေအခုလိုမျိုးအသေးစိတ်ရှင်းပြပြတဲ့အတွက်မမကျေးဇူးတင်ပါတယ် အမလည်းရှင်းပြပေးခွင့်ရလို့ကျေးဇူးအများကြီးတင်ပါတယ်